sensation in our whole body. When walking, we will feel the pain on our feet, on our thigh, on our knee, on our hips. Whole body we will feel the pain. This happens when our concentration level is properly building. When our concentration properly builded, then we can overcome this painful sensation. Only this happens when we are aware. Only we can experience this when we are aware, when we are mindful. But we need to remember the lessons what Ajahn Theravada gave on the Satipatthana course, that we always need to be not only mindful but also contemplate on Anicca, Dukkha and Anatta. To overcome it, we need to recognize it clearly. Same as in sitting position also. We will feel the sensation, painful feeling. We need to contemplate it with Anicca, Dukkha and Anatta by being mindful. ဒါဒီနေ့၄ရက်မြောက်တရားစခန်းဖြစ်ပါတယ်ဒီလေးရက်အတွင်းမှာကျွန်တော်မနေ့ကနေစပြီးမှနေ့လေထိနေ့ခင်းထိတရားထိုင်နေနဲ့တရားမှတ်တာရောရင်းရရှောက်ပြီးမှတရားမှတ်တာရောမှတ်နေကြတာပေါ့လေအဲ့တော့တဏှာထိုင်တဲ့အချိန်မှာလဲခန္ဓာဝါကဖောက်ပြန်လာတာပေါ့ထုံနာနာတာကျင်တာကြိုက်တာခဲတာပူတာအေးတာတွေဖြစ်ပေါ်လာတတ်တာပေါ့လေဒါတွေကတော့တကယ်မှတ်ဆက်အားကောင်းလာပြီးသမာဓိအားကောင်းလာပြီးဆိုတာနဲ့ခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာတွေထင်ရှားလာတာပေါ့အဲ့ဒါတော့ထင်ရှားလာရင်သိခံနိုင်ဖို့တော့သမာဓိစွမ်းအားကတော့ရှိရမှာပေါ့လေသမာဓိစွမ်းအားလည်းရှိရမယ်ပညာဉာဏ်နဲ့လည်းကြည့်နေရမှာပေါ့စောင့်ကြည့်ရမယ်ဘုရားတော့အားလုံးဒီဝတ်လာအကြောင်းမှာအကျဉ်းထေရဝတ်ကတော့တတိပဋ္ဌာန်အကြောင်းနဲ့တင်နေပို့ချတဲ့အချိန်မှာတော့ခဏခဏတတိပြတာပေါ့လေတတိပစ္စတဲ့မှတ်နေရမှာတတိပစ္စတဲ့မဟုတ်ဘူးဥဒါမှလည်းပညာဉာဏ်နဲ့ချိတက်ဖို့လိုအပ်တယ်ဒီနေရာမှာပညာဉာဏ်နဲ့ကြည့်တဲ့ဖို့ဆိုတော့ဖြစ်တဲ့ကအနိစ္စရဲ့ဒုက္ခရဲ့အနတ္တလက္ခဏာကိုရှုမှတ်ဖို့လိုအပ်တာပေါ့တတိပဲထားအောင်နဲ့မပြည့်စုံဘူးအဲဒါကြောင့်တတိစွမ်းအားကိုမှတ်စင်းနဲ့တင်ပြီးမှဖြစ်တဲ့ကမှတ်စင်းအားကောင်းလာပြီဆိုတာနဲ့သမာဓိအားကောင်းလာပြီသမာဓိအားကောင်းလာရင်ဒုက္ခဝေဒနာကတော့ထင်ရှားလာမယ်ဒုက္ခဝေဒနာထင်ရှားလာတာနဲ့အဲ့ဒီသမာဓိအားနဲ့ဖြစ်တဲ့ကပညာအားနဲ့အနိစ္စဒုက္ခအနတ္တလက္ခဏာကိုရှုမှတ်နေရင်နဲ့ကြော်ဖြတ်နိုင်မှာပေါ့အဲ့တော့အနိစ္စဒုက္ခလက္ခဏာကိုမရှုမှတ်ပဲတတိပဲတဲ့ထားနေပြီဆိုရင်ကြော်ဖြတ်ဖို့ကတော့ခက်သွားမှာပေါ့အဲ့ဒီအကြောင်းနဲ့ဒီအတွေ့ကိုထက်ကရှုမှတ်နေရင်နဲ့ဒလဇက်ရှုမှတ်ဖို့မတဲမှာအရေးကြီးတာပေါ့လေဈေးရလျှောက်တဲ့အချိန်မှာလည်းအဲ့လိုပဲပထမတော့ပုံမှန်10မိနစ်ကိုလွတ်လပ်လမ်းလျှောက်ပုံစံမျိုးလျှောက်တာပေါ့နောက်ပိုင်းဆိုရင်ဒါသူ့အလိုသဘာဝအတိုင်းစိတ်ကတော့တည်ငြိမ်ပြီးမှဖြစ်တဲ့ကခန္ဓာကလေးအသာလည်းလှုပ်ရှားနေကြတာပေါ့လေအသေးကောင်ကိုထမ်းသလိုပေါ့အသာလေးဈေးရလျှောက်ပြန်မှတ်စေအားကောင်းလာပြီဆိုတာနဲ့ဒါခြေတော့ကတော့ကြွားတယ်လှမ်းတယ်ချတဲ့နေရာမှာကျတော့ကြွားဖို့တော့တော်တော်ကိုဆွဲခေါ်ယူရတာပုံစံမျိုးလည်းဖြစ်တတ်တာပေါ့လှမ်းဖို့တော့လည်းဖြစ်တတ်တယ်ချဖို့တော့လည်းအတော်ကိုဆွဲခေါ်ပြီးမှယူရပေါ့လေစိတ်ကိုမှတ်ဖို့တော့မှတ်စိတ်နဲ့တော့ဖို့တော့အဲ့ဒါလို့ဈဉ္ရရှောင်းရင်နဲ့
ကြာလာပြီဆိုတာနဲ့ခန္ဓာကိုယ်ကတော့ခြေရည်ဒူးရည်ပေါင်ရည်ခါရည်ကြောကုန်းတွေ့ရည်အကုန်လုံးခန္ဓာကတော့ကြိုက်ခဲနာကျင်လာတာဘူးလေနာကျင်ကြိုက်ခဲလာတဲ့ဖြစ်တဲ့ကဒါတမာတိအားကောင်းလာပြီဆိုတော့ကိုယ်ကသဘောပေါက်ရမှာတမာတိအားမရှိဘူးဆိုရင်စိတ်ကတော့ဟိုရောက်လိုက်ဒီရောက်လိုက်အဲ့ဒါစိတ်ကတော့ဟိုရောက်လိုက်ဒီရောက်လိုက်ဆိုရင်ဝေဒနာခန္ဓာရဲ့ဝေဒနာဖောက်ပြန်မှုဝေဒနာရဲ့ထင်ရှားမှာမဟုတ်ဘူးကိုယ့်ရဲ့တမာတိအားကောင်းလာပြီဆိုတာနဲ့ဝေဒနာကတော့ထင်ရှားတာပဲဒုက္ခဝေဒနာကတော့ထင်ရှားတာပဲအဲဒုက္ခဝေဒနာထင်ရှားလာပြီဆိုတာနဲ့နောက်ထပ်ဘာလိုရမလဲဆိုတော့အနိစ္စရဲ့ဒုက္ခရဲ့အနတ္တရဲ့ခုနကဝတ်လောက်ကြောင့်မှာအကျဉ်းထဲဝတင်နေပို့ချသလိုအဲ့ဒါကိုမှဲပြီးမှဒါအနိစ္စရဲ့ဒုက္ခရဲ့အနတ္တကိုပြန်ပြီးမှရှုမှဲရမှာပေါ့ရှုမှဲပြီးပြန်ကြော်ရမှာပဲဘာကြောင့်လဲဆိုတော့တတိစိတ်ရှိနေမှဒုက္ခဟာဒုက္ခဝေဒနာဟာဒီခန္ဓာကိုယ်ရဲ့တကယ်ကိုဒုက္ခလားဆိုတာကိုထင်ရှားပေါ်လာတတ်တာပေါ့တတိမရှိဘူးဆိုရင်ပြန်ပြီးမှဒုက္ခဟာမမြင်ဘူးဒုက္ခပေါ်မှာပဲချမ်းသာတာယာနေသွားမှာပဲအဲ့ဒီအကြောင်းနဲ့ဒါဇင်းရလျှောက်တာအချိုးရယ်နောက်ပိုင်းထိုင်ရင်းနဲ့မှတ်တာအချိုးရယ်အမတန်းမှကြီးမားလာပါလေအဲ့ဒါတော့ခေါ်ပေါက်ရမှာပေါ့အဲ့အကြောင်းနဲ့ဒါနေ့စဉ်နေတဲ့ဘဝမှာကိုယ်ပိုင်အချိန်နဲ့ကိုယ့်ရဲ့ရေးတာမှာကိုယ့်ရဲ့အခန်းမှာကိုယ်ပိုင်အချိန်နဲ့လေ့ကျင့်ဖို့တော့ဖြစ်တယ်ကဒီဟာတိတင်ယူရတာပေါ့လေဇင်းရကတော့ဘယ်လိုရှောက်ရမလဲဘယ်လိုထိုင်ရမလဲဘယ်လိုမှန်းရမလဲဘယ်အချိန်မှာသမာဓိအားပြည့်လာရင်ဘာလိုရမလဲအဆင့်တီဒါမှထက်ကရှုမှန်းရမှာပေါ့